ပြေးလိုက်မြောင်ဒီနိုင်ငံအကြောင်းတွေကဘေးမှာရှိတဲ့အကြောင်းဖြစ်လူတွေ့ရင်သူကလူမကြောက်ဘူးတအားရင်ရဘရူနိုင်းမှာပေါ့နော်ကျွန်တော်အဲ့နေတဲ့အဆောင်မှာလည်းကြောက်နေအများကြီးပဲသူကလူကြောက်တယ်ဆိုတော့မရှိရလူတွေနဲ့တအားခင်ရဒါဆိုတာဒီနေ့လာလောက်ရတဲ့အိမ်မှာကြောင်တွေ့တာပေါ့နော်လှလို့ခေါ်ကြည့်တန်းကြည့်လားချက်စရာကြောင်ကြီးရကြောင်ရအိမ်ထဲဝင်အောင်ရှိတယ်မြောင်းနဲ့អော်ပြီးတော့လူတွေနဲ့လိုက်ကက်အဲ့လိုမျိုးလူကိုတအားကြောက်ကြတယ်